Hello အားလုံးပဲမင်္ဂလာနေ့လည်ခင်းလေးပါเนาะကျွန်တော်လည်းနောက်တစ်ခါထပ်တွေ့ရပြန်ပြီပေါ့เนาะကဲအခုကျွန်တော်ဗာလေးလာပြောပေးမှာဆိုတော့အခုလေအစောင်းဒီတွေတုံကင်တော့ယူတာကိုအခုကအစောင်းဒီလေးပါသွားရမယ်ပြီးတော့မပုံတင်လေးပါသွားရမယ်မပုံတင်အစစ်ပါသွားရမယ်ပြီးတော့ smart cam make 2လေးပါသွားရမယ်အစစ်လေးပါသွားရမယ်เนาะအဲ့ဟာတွေအခုကတုံကင်တော့ယူတာမှာအဲ့ဟာတွေအစုံပါမှတော့ယူလို့ရမှာเนาะတုံကင်ကအခုနောက်ပိုင်းမှာအဲ့လိုတွေပြန်ဖြစ်သွားပါပြီတော့တည်းတည်းပြန်ဟိုပြန်စစ်လာပြီးတော့နည်းနည်းပြန်ဟိုနည်းနည်းပြန်ကြက်သွားပြီပေါ့နော်ဟိုစောင်းနေတယ်ပဲတုံးတင်တော့ယူမယ်ဆိုရင်အဲ့ဟာတွေပါသွားပါနော်အဲ့မှာကျွန်တော်ပုံတင်ထားပေးပါမယ်နော်အဲ့ဟာတွေဆိုရင်ဟိုပါမယ်ဆိုတာအဲ့ဒီတခါလေးယူမယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ဖုန်းလေးလည်းလာအားပေးလို့ရရင်နော်အဲ့မှာမန်ခုံးမှန်ပေါ်လက်ပွေထဲကတော့1000ကျော်လေးလိုချင်တဲ့တူတော့အဲ့မှာတရားလဲဆိုရင် Vivo တွေကနော် Vivo X90 Pro ရပါတော့ RAM 756ပေါ်မှာအစင်းတော့ဟို1000ကျော်1000လေးရမယ်နော်1000ကျော်1000အောက်လေးရတော့နော်သူကမှခုံးမှန်ပေါ်လက်ပွေဒီကောင်လေးဆိုရင်တော့ Vivo Y တရားတွေကပေါ့နော်ဒီက Vivo S9E တရားပေါ့နော်ဒီကောင်လေးဆိုရင်လည်းအရင်တိုးလို့ကောင်းပါတယ်ဒီကောင်လေးဆိုရင်အရင်လေးကိုအဆင်ပြေပါတယ်နော်မှကန်ရလာတယ်ပေါ့ပပတွေကဖုန်းဆိုရင်ပပလေးပါပဲနော်ဒီကောင်လေးဆိုရင်နော်သူကဆိုတာစိန်လုံးဆိုရင်1000ကျော်1000အောက်ပါပြီးတော့ဟိုPG မှနေပြီးတော့ဟိုအိမ်ကိုအဆက်အတွက်ပြက်နေတာကြားပြီဆိုတော့ဟိုဆိုပုံသေးပေါ်လေးတနန်လေးတဲ့1000ပပလေးကြော်လေးဟာလေးလုံးချင်တယ်ဆိုရင်ကျွန်တော်စမှာဆက်သွယ်မိမယ်လာခဲ့မယ်နော်ဒီကောင်လေးရပါမယ်နော်ဒီကောင်လေးဆိုရင်1000ပပလေးနဲ့ရပါမယ်နော်သူက software တွေအကုန်လုံးတုံးလို့ရပါတယ် WeChat Facebook ပိုင်းညာအကုန်လုံးတုံးလို့ရပါတယ်ပြီးတော့သူကစ်တောင်မှာ Ramsonic ကိုနေရာခဲကြောကစ်ဖြစ်မှာပါနော်ဒီကောင်လေးဆိုရင်နော်သူကစိန်တော့1000ပပလေးနဲ့ရပါမယ်နော်သူကဒီကောင်လေးဆိုရင်လိုချင်တယ်ဆိုရင်သူကစီမဆက်သွယ်မိမယ်လာလို့ရပါတယ်နော်အယောင်သူကနေရာလေးရှိပါမယ်နော်ဒီကောင်လေးဆိုရင်နော်ကျွန်တော်ဖုန်းနံပါတ်တွေပါတင်ထားပေးပါမယ်ဟိုလိုချင်တယ်ဆိုရင်ကျွန်တော်စီမှာဖုန်းဆက်လာခဲ့ပါเนาะလို့ကျွန်တော်ဖုန်းဆက်လာလို့ရပါတယ်ဟိုဆိုင်မှာလာကြည့်မယ်ဆိုရင်လည်းဟိုပြောလာခဲ့လို့ရပါတယ်เนาะကျွန်တော်ဆိုင်ကမန္တတာ800ပါเนาะရွှေလီမန္တတာ800ပါเนาะလို့ချင်းနေဆိုရင်ဆက်သွယ်လာခဲ့ပါလုံးပဲဆိုပါ